ကျောင်းတိုက်တွေဟာပရိယတ္တိစာပေတွေသင်နေရတဲ့ပရိယတ္တိပဲသင်ပရိပတ်တိပဲသင်ပရိဝေဒပဲအထုတ်နော်ကျွန်တော်ပြောချင်တာလောလောဆယ်နိုင်ငံတော်အတွက်ကဘာမှအကျိုးပြုမနေဘူးကျွန်တော်လည်းဗုဒ္ဓဘာသာဝင်တစ်ယောက်ပဲတဏှာလွတ်ရလွတ်ကြောင်းသွားနိုင်နေဟိတကယ်သွားမယ်ဟိဆိုလို့ရှိရင်သွားရှင်းတတ်တယ်နော်ကျွန်တော်တို့ရှင်တော်ကောမှာမြတ်စွာဘုရားတောင်မှနော်ထီးနှန်းနေစီးစိမ်နေအကုန်စွန့်ပြီးတော့ဒါမရတော့စွန့်ပြီးတော့ဒီတဏှာလွတ်ရလွတ်ကြောင်းတရားကိုကျင့်ပြီးတပ်ပိညုတ်တာရွှေဉဏ်တော်ကြီးရအောင်ကျင့်ခဲ့တာမဟုတ်ဘူးလားခုကြတော့မှနော်ဗုဒ္ဓဘာသာမြန်မာနိုင်ငံရောက်တော့မှနော်ဖះတွေရွှေချတာနဲ့နော်ကျောင်းဆိုလို့ရှိရင်ရှယ်နော်လှူတဲ့လူကဒါမွဲတေးနေနေလိမ့်မယ်ဘုန်းကြီးကျောင်းကရှယ်စိန်ခံကားနဲ့နော်တိုက်နဲ့တားနဲ့ချမ်းပြောချင်တာစာသင်တိုက်ကြီးတွေဘလောက်ပဲကြီးဘလို့ပဲနီးအခုကျွန်တော်တို့မြို့နယ်တစ်မြို့နယ်မှာစာသင်တိုက်ခုတန်ခါပါ1000လောက်ဆန့်နေစာသင်တိုက်နော်တို့မဟုတ်900လောက်ဆန့်နေစာသင်တိုက်တစ်တိုက်နှစ်တိုက်ရှိတော့မဟုတ်ဘူးလားမဟုတ်ဘူးလားသူကဘုံညာလည်းဟိုကျောင်းထောင်နေဒီဘုံရလည်းဒီကျောင်းထောင်နေနော်ကျောင်းနေအများကြီးပဲသင်တာလည်းဒီစာပဲသင်တာပဲဟုတ်တယ်မလားဓမ္မစီရမြန်ဖြစ်လို့ကတော့တလုံးသုံးမကုန်ဖြုတ်မကုန်မလဲဒီချင်းကိုရရှိရုံများမကမိမိတို့ရဲ့အည်ချင်းကိုသသအဓမ္မစရိယပရိယတ္တိသသဓမ္မစရိယဘွဲ့ရဆရာတော်တော်တော်များများဟာစာသင်တိုက်ကြီးတွေတည်ထောင်ပြီးတော့ပင်ပန်းပန်းခံလို့တပည့်ပရိသတ်တွေကိုသင်ကြားပို့ချပြီးတော့မိမိတို့ထပ်တူသသဓမ္မစရိယတွေပေါ်အောင်ခဏထီအောင်ကြိုးပမ်းနေကြတာဖြစ်လို့မြန်မာနိုင်ငံရဲ့ပရိယတ္တိစာပေရည်ချင်းဟာဒီဆရာတော်တွေရဲ့ကြိုးပမ်းမှုကြောင့်ဒီကနေ့မှာရှေ့တောင်အာရှမှာဗုဒ္ဓဘာသာဝင်နိုင်ငံတွေထဲမှာပရိယတ္တိစွမ်းရည်တတ္တိအမြင့်မားဆုံးမှာဗမာပြည်ဆိုတာဟာအလုံးအလက်ခံထားတဲ့အနေအထားတစ်ခုရှိပါဒါကြောင့်မို့အခုလိုသသဓမ္မစရိယတချို့ဆရာတော်ဘုရားတွေဟာအင်မတန်မှရဟန်းတော်ပြီးမိမိတို့အလုပ်ကိုမိမိတို့လုပ်ပြီးတော့ကုတ်နေစာပေချသွားကြတဲ့ပုဂ္ဂိုလ်တွေအလွန်ကြီးညိုစရာကောင်းတဲ့ဆရာတော်တွေကိုဘုန်းကြီးတို့ကိုယ်တိုင်တွေ့ကြုံခဲ့ရပါတယ်မန္တလေးမှာဆိုလို့ရှိရင်ဆရာတော်တစ်ပါးဟာသူ့ကိုယ်ဆုံးကိုယ်ခံစားပြီးတော့သသဓမ္မစရိယတကြတိယပြုံးတာဆရာတော်တစ်ပါးကိုယ်ဆုံးကိုယ်ခံစားပြီးတော့စာဝါရီပို့ချပေးနေတာဘုန်းကြီးတို့ကိုယ်တိုင်အဲ့ဒီဆရာတော်စီကသင်ယူခဲ့ရဘူးပါလေမထင်မရှားအခုလိုနေထိုင်ပြီးတော့သွားကြတာပါစာပေကိုသာလေရိုးရိုးသားသားကြိုးစားပြီးတော့အလုံးကိုတန်ဖိုးထားပြီးတော့ဒီအလုပ်ကိုမျက်နှိုးလို့လုပ်နေကြတာဖြစ်တယ်တချို့ဆရာတော်ကြီးတွေဆိုလို့ရှိရင်စာဝါနဲ့ဆွမ်းစားချိန်တိုက်နေတယ်ဆိုရင်ဆွမ်းစားချိန်ဒီစာဝါချိန်ပြတ်မှဆိုလို့ဆွမ်းစားကွမ်းစားကိုလုံးဝမလိုက်ပါဘူးအလူတန်းအပင့်ဖိတ်တွေကိုရှောင်ရှားပြီးတော့မိမိတို့စာဝါမပြတ်အောင်ကြိုးစားအထောက်ကြတယ်ဆိုတာဘယ်တကမကမှလှူဒန်းလို့ပူဇော်လို့နော်လာကပေးလို့ဆိုတဲ့အဓိပ္ပာယ်တစ်ခုမှမရှိဘဲနဲ့မိမိတို့ရဲ့သွေးရိုးသားရိုးသာသနာတော်ကိုကြီးညိုမြတ်လို့စာပေကိုမြတ်လို့တဲ့စိတ်နဲ့သင်ကြားပို့ချကြတာဖြစ်ပါတယ်အဲ့လိုသင်ကြားပို့ချတဲ့ဆရာတော်ကြီးတွေကိုသိတဲ့ပုဂ္ဂိုလ်ဟာလည်းအလွန်နည်းကြတယ်ပေါ့ဘာကြောင့်လဲဆိုရင်ရိုးကုတ်နေပြီးတော့မိမိတို့ဝါသနာပါတဲ့ပရိယတ္တိစာပေအလုပ်ကိုသာလုပ်သွားကြတာဖြစ်လို့အဲ့ဒီဆရာတော်ကြီးတွေဟာစာပေနဲ့ပတ်သက်လာလို့ရှိရင်မေးရင်ခက်ခဲအ내ဒိဗ္ဗေတွေကိုရှင်းလင်းပြနိုင်တဲ့စွမ်းရည်တတ္တိအပြည့်အဝရှိကြတာမဖြေရှင်းနိုင်တဲ့အဓိပ္ပာယ်တွေကိုဒီဆရာတော်တွေစီကပ်ပြီးမေးလိုက်မယ်ဆိုရင်ရှင်းလင်းနဲ့အထောက်အထားနဲ့ပြည့်စုံဖြေရှင်းသွားနိုင်ကြတာဖြစ်အခက်အခဲ၃မျိုးကို
ကြော်လွှမ်းနိုင်တာ